အားလုံးပဲမင်္ဂလာပါရှင်မလေးရှားနိုင်ငံကိုလာမယ်ဆိုလို့ရှိရင်ညီမတို့မဖြစ်မနေပေါ့နော်မလေးစကားကိုထားတင်ပါတယ်ညီမကပညာဌာနအနေနဲ့ပြန်လည်ပြီးတော့မှမလေးစကားအချို့ကိုပြန်လည်မျှဝေပေးချင်ပါတယ်ရှင်ဖြူကဒီနေ့ရက်တွေကိုပြန်လည်ပြီးတော့မှမျှဝေပေးချင်ပါတယ်ရှင်မလေးလိုဟာရီမြန်မာလိုနေရက်မလေးလိုဟာရီမြန်မာလိုနေရက်မလေးလိုဟာရီအဟပ်မြန်မာလိုတနင်္ဂနွေနေ့မလေးလိုဟာရီအဟပ်မြန်မာလိုတနင်္ဂနွေနေ့မလေးလိုဟာရီအစ္စနေမြန်မာလိုတနင်္လာနေ့မလေးလိုဟာရီအစ္စနေမြန်မာလိုတနင်္လာနေ့မလေးလိုဟာရီဆလာစာမြန်မာလိုအင်္ဂါနေ့မလေးလိုဟာရီဆလာစာမြန်မာလိုအင်္ဂါနေ့မလေးလိုဟာရီရာဘူးမြန်မာလိုဗုဒ္ဓဖူးနေ့မလေးလိုဟာရီရာဘူးမြန်မာလိုဗုဒ္ဓဖူးနေ့မလေးလိုဟာရီခါမစ်မြန်မာလိုဂျာတာပရေနေ့မလေးလိုဟာရီခါမစ်မြန်မာလိုဂျာတာပရေနေ့မလေးလိုဟာရီဂျူမာအက်မြန်မာလိုတောက်ချာနေ့မလေးလိုဟာရီဂျူမာအက်မြန်မာလိုတောက်ချာနေ့မလေးလိုဟာရီဆပ်တူမြန်မာလိုစနေနေ့မလေးလိုဟာရီဆပ်တူမြန်မာလိုစနေနေ့မလေးလိုဟာရီဆိုတာကကြတော့နေရက်တွေကိုပြောတာဖြစ်တဲ့အတွက်ရှေ့ကနေပြီးတော့ထည့်ပြီးတော့မှသုံးပေးလို့ရပါတယ်ရှင်နောက်တစ်ခုကကြတော့မင်ကူရက်သက်တစ်ပတ်မလေးလိုမင်ကူမြန်မာလိုရက်သက်တစ်ပတ်မလေးလိုမင်ကူမြန်မာလိုရက်သက်တစ်ပတ်မလေးလိုဘူလန်မြန်မာလိုလမလေးလိုဘူလန်မြန်မာလိုလမလေးလိုတာဟွန်မြန်မာလိုနှစ်မလေးလိုတာဟွန်မြန်မာလိုနှစ်မလေးလိုအေဆိုမြန်မာလိုမနှက်ဖြန်မလေးလိုအေဆိုမြန်မာလိုမနှက်ဖြန်မလေးလိုစမာလန်မြန်မာလိုမနေကမလေးလိုစမာလန်မြန်မာလိုမနေကမလေးလိုလူစားမြန်မာလိုတပတ်ခါမလေးလိုလူစားမြန်မာလိုတပတ်ခါဗီဒီယိုဖိုင်လေးကအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲတတာအော် like and subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုဖိုင်မှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးတတာ